အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘူထက်ကြီးပါ Man City Dream တွေကိုအမြဲတင်ဆက်ပေးနေတဲ့ Man City fan တယောက်ပါဗျအဲ့တော့ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ကျွန်တော် Man City Dream တို့လေးတွေကိုကျွန်တော်အနေနဲ့ပြောပြပေးသွားခြင်းနဲ့ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော်တို့ဒါ Man City တင်းကမနေ့ကကျွန်တော် Wiz အကြောင်းကိုကျွန်တော်ဖော်ပြခဲ့ပြီးဖြစ်တယ်ဒီနေ့မှာတော့ကျွန်တော် Wiz အပြင်ကျွန်တော် AC Milan တင်းရဲ့ကွင်းလက်ကစားသမားဖြစ်တဲ့ Reinders ကိုပါကျွန်တော်တို့ခေါ်ယူဖို့အတွက်ဒါပြင်ဆင်နေပြီလို့သိရတယ်ဒါဆိုရင်ဒါကျွန်တော်စိတ်ချရတဲ့သတင်းတောက်တယောက်ဖြစ်တဲ့ David Ornstein လားမသိဘူးအဲ့သူကဖော်ပြတာဆိုတော့ကျွန်တော်တို့ဒါစိတ်ချရတယ်လို့ပြောလို့ရတယ်ဆိုတော့ဒီကစားသမားကို Man City ကစောင့်ကြည့်နေတာကြာပြီအဲ့တော့မကြခင်မှာပဲကဲလမှုပြုတ်လောက်သွားလိမ့်မယ်အဲ့တော့ဒီပြောမယ်ဆိုလို့ရှိရင် Man City တင်းကဒီကစားသမားကိုတကယ်ကိုစိတ်ဝင်စားနေတာတကယ်လဲခေါ်ယူဖို့အတွက်ကျွန်တော်တို့ကဲလမှုတွေပြုတ်လောက်တော့မှာဇင်းလုံးတွေညှိနှိုင်းတော့မှာဒါပေမဲ့ AC Milan တင်းကကူပါအီတာလီယာဖလားရှိနေတဲ့အတွက်ကျွန်တော်တို့ဒါ Man City တင်းကအတင်းချင်း respect ရှိတဲ့အနေနဲ့ပေါ့ဗျာနားလည်မှုရှိတဲ့အနေနဲ့ကျွန်တော်ကဲလမှုမပြုတ်လောက်သေးတာညဆိုလို့ရှိရင် AC Milan တင်းကဒါကူပါအီတာလီယာကန်သွားတယ်ရှုံးသွားတယ်ဖလားလည်းမရဘူးပွဲလည်းပြီးသွားပြီဆိုတော့ကျွန်တော် Man City တင်းကတရားဝင်ကဲလမှုတွေမကြခင်ပြုတ်လောက်သွားလိမ့်မယ်ဆိုတော့ဒီကစားသမားကကျွန်တော်တို့ Man City တင်းကိုရောက်လာနိုင်ခြေရှိတယ်အကယ်၍ AC Milan တင်းနဲ့ Man City တင်းတို့ကြားမှာပြောင်းရွှေ့ခြင်းကိစ္စတာညှိနှိုင်းမှုအဆင်ပြေခဲ့လို့ရှိရင်ကျွန်တော်ဒီကစားသမားက Man City တင်းကိုမကြခင်ရောက်ရှိလာလိမ့်မယ်လို့ကျွန်တော်သိရပါတယ်ဗျအဲ့တော့နောက်ထပ်သတင်းပုတ်အနေနဲ့ကတော့ကျွန်တော်တို့ရဲ့ဒါ Kevin De Bruyne ကြီးဖြစ်တဲ့ဆိုရင်အဓိက player ဖြစ်တဲ့ Kevin De Bruyne ကတော့ကျွန်တော်နာပိုလီတင်းနဲ့ပို့ပြီးတော့သတင်းတွေထွက်လာခဲ့ပေါ့နော်ဒါနာပိုလီတင်းနဲ့ကျွန်တော်တို့ဒါပြောင်းရွှေ့ဖို့တဘောတူညီမှုတွေရပြီဆိုတော့သတင်းတွေလည်းထွက်ပေါ်လာခဲ့တယ်လို့ကျွန်တော်တို့ဒါ Man City တင်းကလည်းကျွန်တော်တို့ Kevin De Bruyne ကိုအလွတ်ပြောင်းရွှေ့ခြင်းနဲ့လက်လွတ်ခွင့်ပြုမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒါအကောင်းဆုံးကစားသမားကြီးဖြစ်တဲ့Kevin De Bruyne ကိုလက်လွတ်ရဖို့တော့နှီးဆက်လာပြီပေါ့နော်အဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တော့ကျွန်တော်တို့ Kevin De Bruyne အပြင်နောက်ထပ်ကျွန်တော်တို့ Man City တင်းကထွက်ခွာနိုင်ခြေရှိတဲ့ကစားသမားတွေကတော့ကျွန်တော်တို့ဒီကန်ဒိုကန်နဲ့ Jack Grealish ပါဝင်နေရလို့သိရတယ်တောင်ပန်ကစားသမားတွေများပြားလာတဲ့ကျွန်တော်တို့ Man City တင်းမှာ Jack Grealish အနေနဲ့ကတော့ဒါသူ့ရဲ့ပုံမှန်ကစားခွင့်ပွဲထုတ်ခွင့်မရခဲ့ရတဲ့ပတ်သက်ပြီးတော့စိတ်ပြက်လျက်ရှိနေလို့သိရတယ်ဒါပြီးရင်တော့ကျွန်တော်တို့အတင်းပြောင်းခြင်းနေလို့လည်းသိရတယ်ကျွန်တော် Man City တင်းဘက်ကနေကြည့်မယ်ဆိုရင်လည်းဒါ Jack Grealish ကလာကစားအများဆုံးရတဲ့ကစားသမားဆင်းနေတဲ့မှာပါဝင်တာဖြစ်တဲ့အတွက်အတင်းရဲ့ဘန်နာရေးအခြေအနေကိုချိန်ညှိခြင်းတဲ့အတွက် Jack Grealish ကိုရောင်းထုတ်ရင်ထုတ်မထုတ်ရင်တောင်ကျွန်တော်တို့ဒီအငှားနဲ့ပြောင်းရွှေ့မယ်လို့တော့သိရပါတယ်ဗျအဲ့တော့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ကျွန်တော် Man City အတင်းကတော့ဒါအဝေးကွင်းဆိုအိမ်ကွင်းပွဲအိမ်ကွင်းဝစ်စုံတော့ဒီဝင်ကြီးညာလိုက်ပြီပဲဖြစ်တယ်အဲ့တော့ဒီဝစ်စုံကိုညီကိုတို့အနေနဲ့ဘယ်လိုမြင်လဲဟိုကြိုက်ကြရလားဗျကျွန်တော်တော့ကြိုက်တယ်လို့မြင်တယ်အကယ်၍ကျွန်တော်အဲ့ Man City အင်ကြီးတို့ရောင်းမယ်ဆိုရင်ညီကိုတို့အားပေးကြမလားဗျဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ဒီနေ့ပြောချင်တဲ့ Man City တင်းတွေရောဒီနေ့ဒီလောက်ပါပဲဗျအားလုံးကျေးဇူးတင်ပါတယ်